အားလုံးပဲမင်္ဂလာပါ Resociality ဖတ်ကြားခြင်းစီစဉ်ကနေရောက်စီတိုင်းကိုအတစ်တဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2025ခုဇွန်လ26ရက်ဇာတာပရိနေ့ဖြစ်ပါတယ်ကျမတို့ရဲ့ဝိညာဉ်ဖခင်ပါစတာခရစ်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့အသင်းတော်သည်စိုးမိုးအုပ်ချုပ်ပိုင်းခွင့်ရှိသည်ပါစာရွေးချယ်ထားသောတမန်ကျမ်းပိုက်ကတော့တစ်ကောခန်းကြီးနှစ်ခန်းငယ်6 amplifier တမန်ကျမ်းစာမှာဖြစ်ပြီးသို့တော်လည်းစုံလင်သောသူတို့သိနားလေခြင်း၌ကြီးရနေသည့်ဝိညာဉ်ရေးရာရင့်ချက်ကြီးထွားသောခရိယန်များအားငါတို့သည်တာ၍မြင့်သောပညာစကားရခင်ကဝတ်ထားသောဖျားပဂတိအကျဉ်စည်းနှင့်ဆိုင်သောအသိပညာကိုဟောပြော၏ထို့သောဆိုသောဤမျက်မှောက်ကာလ၏ဉာဏ်ပညာအမှန်တကယ်မဟုတ်ပေသို့မဟုတ်ဤခေတ်ကာလ၏အုပ်ဆိုးသူများနှင့်ခေါင်းဆောင်များဤလောက၏ဉာဏ်ပညာများမဟုတ်ပေလောကီပညာကိုမဆိုလိုပြေပြောက်တတ်သောလောကီမင်းတို့၏ပညာကိုမဆိုလိုဘာသာကကျမတို့တယောက်စီတိုင်းကိုဤခေတ်ကာလ၏အုတ်ချုပ်သူများသည်ဘာမျှမဟုတ်ချင်းစီသို့ဆောင်ယူလာခြင်းကိုခံရကြပြီးဤရာသည်ဖျားသခင်ကကောင်းကင်မှနေ၍တစုံတစ်ခုကိုလှုပ်ဆောင်နေခြင်းမဟုတ်ပါ၎င်းအစားထိုရာသည်ကျွန်ုပ်အားဖြင့်ကိုရောကအသင်းတော်အားပေးတော်မူထားသည့်အခွင့်အာဏာအားဖြင့်ဖြစ်နေပါသည်ကျွန်ုပ်တို့သည်ကိုရောစစ်ပွဲ၏လက်နက်များနှင့်တိုက်ပွဲဝင်လက်နက်များဖြစ်ကာကျွန်ုပ်တို့အထက်၌ရင်းနှီးမြုပ်နှံထားသည့်အခွင့်အာဏာနှင့်အတူမြေကြီးပေါ်တွင်ကိုရော၏အလိုတော်ကိုအာဏာတည်စေခြင်းဖြစ်သည်ထို့ကြောင့်ဤလောက၏မကောင်းသောအင်အားစုများအကြောင်းကိုပြောဆိုသောအခါအမောင်မ၏တိုင်းနိုင်ငံများနှင့်သူတို့၏လှုပ်ဆောင်မှုများသည်နှုတ်ကပတ်တော်ဖော်ပြပေးထားသောသူတို့သည်ဘာမှမရှိခြင်းစီသို့ဆောင်ယူလာခြင်းကိုခံရကြသည်ဟုသောအကြောင်းကိုအတည်ပြုပေးခြင်းဖြစ်သည်တာ၍ကြီးသောသူသည်တင့်အထဲ၌ရှိပြီးကိုရော၏အခွင့်အာဏာသည်ဤလောက၏အခွင့်တကောအာဏာရှိသမျှအလုံးအပေါ်တွင်အမြင့်ဆုံးအာဏာဖြစ်သည်ကျွန်ုပ်တို့သည်အသင်းတော်၏ခေတ်ကာလတည်းတွင်ရှိပြီးအသင်းတော်၌အုပ်ချုပ်စိုးစံမှုအခွင့်အာဏာကိုပိုင်ဆိုင်ပါသည်သခင်ယေရှုသည်ကျွန်ုပ်တို့အားအခွင့်အာဏာကိုပေးတော်မူခဲ့ပါသည်ရှင်မဿဲခန်းကြီး28ခန်းငယ်18မှ20တွင်ကိုရောကကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသည်များတို့ကိုငါခံရပြီသင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမဲတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမ၌ပတ္တိဆံကိုပေးကြလော့ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောက်ရှောက်ခြင်းကဆုံးမဩဝါဒပေးကြလော့ငါသည်လည်းကက်ကဘာဂုံသည့်တိုင်အောင်သင်တို့နှင့်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ကျွန်ုပ်တို့သည်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသမျှတို့ကိုပိုင်တော်သူအဖြစ်လုတ်ပိုင်ခွင့်အာဏာပေးအပ်ခြင်းခံခဲ့ရသည်ထို့ကြောင့်ကိုရော၏နာမတော်၌အခြေအနေများကိုကျွန်ုပ်တို့သည်ထိန်းချောင်းပြီးပတ်ဝန်းကျင်အခြေအနေများကိုထိန်းသိမ်းကြက်မှတ်ကာမြေကြီးပေါ်တွင်ဖျားသခင်အလိုတော်ကိုအာဏာတည်စေပါသည်ကျွန်ုပ်တို့၏စကားလုံးများသည်ဖျားသခင်၏ဝိညာဉ်တော်အဖြစ်ဖြစ်၏ထို့ကြောင့်သူတို့သည်လူတို့၏အသက်တာများ၌နှင့်ကမ္ဘာမြေကြီးရှိတိုင်းနိုင်ငံများတွင်အောင်မြင်ကြပါသည်ဖျားသခင်မင်္ဂလာရှိတော်မူစေတည်းအသင်းတော်သည်ခြေဆောင်ခြင်းရောက်သည့်တိုင်အောင်ရန်သူနှင့်သူ၏အဖြစ်လုပ်ငန်းအပေါ်အုပ်ချုပ်စိုးစံခြင်းအာဏာဖြင့်လှုပ်ရှားပြီးဆက်လက်၍ဘုံတကိုးဖြင့်စိုးစံပါလိမ့်မည်ဟေရှာယခန်းကြီး9ခန်းငယ်9တွင်ဒါဝိမင်း၏ရာဇပလင်ပေါ်မှထိုင်၍နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်တရားတော်အတိုင်းဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်းအာနာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည်နှိမ့်ဆအမြဲရှိလိမ့်မည်ကောင်းကင်ဘုရားအရှင်သာရဘုရားသည်အလိုတော်အားကြီး၍ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်ဟုမိန့်တော်မူ၏ဟာလေလုယာထရွေးလေးလာရင်တမန်ကျမ်းပိုက်များကတော့ယေရမိခန်းကြီး51ခန်းငယ်20တိယောခန်းကြီး4ခန်းငယ်4လုကာခန်းကြီး10ခန်းငယ်19တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်များကတော့တမန်တော်ဝိတ္ထုအခန်းကြီး12နဲ့နေဟမိမှတ်စာအခန်းကြီး46တို့ဖြစ်ပြီးနှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ကတော့လုကာခန်းကြီး4ခန်းငယ်14မှ32နဲ့တရားဟောအပ်ခြင်းအခန်းကြီး24တို့ဖြစ်ပါတယ်အခုချိန်မှာဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေကျေးဇူးပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသောအဖမြေကြီးပေါ်တွင်ကိုရောဤဖြောင့်မတ်ခြင်းကိုတီထောင်ရန်နှင့်ကိုရောအလိုတော်ကိုတည်တံ့စေရန်ကိုရောဤအသင်းတော်၌အနှင်းထားသည်အခွင့်အာဏာနှင့်ကိုရောဤနှုတ်ကပတ်တော်ဤဉာဏ်ပညာတော်တို့အတွက်ကိုရောကိုကျေးဇူးတင်ပါသည်လူတို့၏အကြံစီများနှင့်မောင်မ၏ဖွဲ့စည်းပုံတို့သည်တန်ရှင်သောဝိညာဉ်တော်ဤတကူတော်အားဖြင့်စနစ်တကျ
ဖြတ်သိမ်းခြင်းခံရသည်ဖြစ်၍ကိုရောဤနှုတ်ကပတ်တော်သည်မြေကြီးပေါ်တွင်အောင်မြင်လျက်ရှိပါသည်သခင်ယေရှု၏မြတ်သောမဟာနာမ၌အာမင်ဒီကနေ့ဖတ်ရှုသွားသော Restoration အဖြစ်အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ